အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့မှာတော့ရှေ့လက်ပိုင်းဒေတာမှာပေါက်ကွဲလူနီးပါးဖြစ်နေတဲ့စစ်မီးနဲ့ဒီတစ်ဖက်ကအီရန်နိုင်ငံရဲ့မဟာဗျူဟာမြောက်စစ်တွေကိုကျွန်တော်ရဲ့အမြင်တချို့နဲ့ညဝသုံးသက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်လက်ရှိမှာဆိုရင်ဒီရှေ့လက်ပိုင်းဒေတာရဲ့အခြေအနေတွေပေါ့ဟောဒီအခြေအနေတွေအားလုံးကမီးစာတစ်ဖက်ရေတစ်ဖက်လိုပဲဒါချိန်ပြီးပေါက်ကွဲသွားနိုင်တဲ့ရန်ပုံမျိုးတစ်ခုဖြစ်နေတော့ဘာကြောင့်ဒီလိုဖြစ်နေရလဲဆိုရင်ဒါဒီတနေ့ကလည်းကာတာနိုင်ငံမှာရှိတဲ့LUT latest scan ကနေဒါအမေရိကန်ရဲ့ B-52 ဘုံကျဲလေယာဉ်တွေနဲ့ဒါဒီတစ်ဖက်ကအခြားအဆင့်မြင့်တိုက်လေတွေပေါ့ဒီအုပ်စုရဲ့လှုပ်ရှားမှုကဒါအီရန်နိုင်ငံအတွက်ပြင်းထန်တဲ့စေရေးသတိပေးချက်တွေဖြစ်လာတယ်ဟောဒေတာတွင်းမှာရှိတဲ့ဒါဒီအမေရိကန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ Israel နဲ့ Saudi Arabia တို့နိုင်ငံမျိုးတွေကိုလည်းဒါသူ့အနေနဲ့ကာကွယ်ပေးလာတယ်ဆိုတော့ message တွေကိုဒါခါရဲပြသွားတာတော့ဒီနိုင်ငံရဲ့ပြည်ပခါအမေရိကန်နဲ့အီရန်တို့သူတို့ရဲ့ပြိပခါကြည့်ရရင်ဒါရိုက်ထက်စစ်အေးတိုက်ပွဲပုံစံမျိုးအားပြိုင်နေလို့ကျွန်တော်မြင်မိအောင်အီရန်ဘက်မှာလည်းဒါသူ့အနေနဲ့ဒီဂျာကန်တန်ဖက်ဖွဲ့စည်းအာဇမတ်ရဲ့ဟူတီရဲ့ဟစ်စဘိုလာပေါ့ဒီဖွဲ့တွေကိုသုံးချပြီးတော့မှဒါဒေတာတွင်းဩဇာလွှမ်းမိုးမှုကိုကြိုးပမ်းနေတော့ပြီးရင်ဒါသူ့ရဲ့နျူကလ িয়ার အိမ်မက်သူနျူကလ িয়ার ပိုင်တော့မယ်လို့ဒါသတင်းတွေထွက်တိုင်းအမေရိကန်ကအကြောင်းရှာတယ်အမေရိကန်အနေနဲ့ကလည်းအီရန်ကိုနျူကလ িয়ার လက်နက်မပိုင်စေချင်ဘူးပေါ့အီရန်ဘက်ကတော့ဒါသူငြိမ်းချမ်းစွာသုံးမယ်ဆိုပြီးတော့အများတန်းပြောတယ်တကယ်ဒါပိုင်သွားရင်ဒါသူသုံးညံသုံးပါပဲဒါကိုအမေရိကန်ကလက်မခံဘူးအဲ့တော့စီးပွားရေးရပိတ်ဆို့မှုတွေညှက်ထန်လုပ်လာတယ်ဒီတစ်ခေါက်ကတော့ဒါသူ့အနေနဲ့အင်အားပြတဲ့အထီကိုဖြစ်လာတာအီရန်ဘက်ကလည်းဒါစီးရေးရအင်အားတောင့်တင်းတယ်ဆိုပေမဲ့ခုလက်ရှိရှင်နေရတာပြည်တွင်းမှာစိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရတာအဓိကကတော့ဒါဟီဂျက်ဝတ်ဆင်ရေးဟီဂျက်ဆိုတာဒါအစ္စလမ်ဘာသာဝင်မျိုးသမီးတွေရဲ့အနေနဲ့ပေါ့ဒါလူစိမ်းတွေမျိုးသားတွေရှေ့မှာဒါသူတို့ရဲ့သပင်လေပင်ခန္ဓာကိုယ်လှပတွေကိုအုပ်ပြီးဝတ်ဆင်ရတဲ့ခေါင်းချုပ်ပေါ်ပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါအစိုးရကတင်းကျပ်တဲ့ဥပဒေတွေထုတ်တော့ပြည်တွင်းမှာဒါလူငယ်တွေရဲ့အဆန့်ကျင်မှုကိုဒီအစိုးရကပဲပြန်ခံနေရတာတစ်ဖက်မှာဒီအမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေပုံစံနှုန်းကြီးမြင့်မှုတွေနဲ့လူနေမှုဘဝကြာဆင်းမှုတွေကလည်းဒီပြည်တွင်းတည်ငြိမ်မှုတွေကိုရှင်းရှောက်နေတယ်အဲ့တော့အီရန်နိုင်ငံအနေနဲ့ကပြဿနာတွေအလှော်ပေါင်းစုံကနေဖြစ်နေအောင်ပြောရရင်အဓိကပြဿနာကြီးကတော့ဒီပြည်တွင်းဖိအားနဲ့ဒါပြည်ပပိတ်ဆို့မှုနှစ်ခုကြားမှာဒါသူ့အနေနဲ့စပြီးတော့ညံ့နေတာဒီကနေ့ဒါဒီအမေရိကန်နဲ့အီရန်ပေါ်ဒါစစ်ဖြစ်နိုင်ခြေရှိလားလို့ပြောရမယ်ဆိုရင်ဒါနှစ်ဖက်လုံးကတော့ဓာတ်ရိုက်စစ်ပွဲကိုရှောင်ကျဉ်နေကြတဲ့တဘောတေးကြတယ်ဘယ်သူကမှတော့စစ်မဖြစ်ရှင်ဘူးအမေရိကန်ကလည်းဒါခုလက်ရှိနေရစစ်အင်အားပြတယ်မင်းတို့လွန်မလာနဲ့လို့သတိပေးတဲ့သဘောမျိုးကြီးလုပ်နေတာအီရန်ကလည်းဒါစီးပွားရေးအရန်ကိုဒါပြည်တွင်းမှာထိခိုက်နေလို့ခုလိုမျိုးဒါဒီစစ်ပွဲဖြစ်သွားရင်တေးကြတယ်သူ့အနေနဲ့ပိုဆိုးသွားနိုင်တဲ့ရှင်နေလို့တော့ကျွန်တော်မြင်မိတာလက်တလို့တော့ဒါဒီနိုင်ငံအနေနဲ့ကဒါမှန်တော့လျှော့သေးဘူးလို့အဲ့တော့ဒါအီရန်နိုင်ငံရဲ့မဟာဗျူဟာမြောက်ခုခံနိုင်စွမ်းပေါ့ဒါကဒီလက်တလို့ဖြစ်သွားတဲ့ဗင်နီဇွဲလားနဲ့နိုင်ရှင်မယ်ဆိုရင်တော့ဒါမတူညီတဲ့အစိန်ခေါ်မှုတွေပေါ့ဘာတွေလဲဆိုရင်ပထမအချက်အီရန်နိုင်ငံမှာဒါပုံမှန်စစ်တပ်အပြင်ကိုဒီအထူးလေ့ကျင့်ထားတဲ့ Islamic တော်လှန်ရေးအဆောက်တပ်ဖွဲ့ရှိတယ်သူတို့မှာကိုယ်ပိုင်ရုံးနည်းပညာရုံးပြန်နည်းပညာရေငုပ်သင်္ဘောတပ်ဖွဲ့တွေနဲ့အင်အားတောင့်တင်းတော့ဒုတိယတစ်ချက်ကဘာလဲဆိုရင်အီရန်နိုင်ငံရဲ့နေမြေပေါ့တောင်တန်းတွေထူထပ်တဲ့နိုင်ငံဖြစ်တယ်စစ်ဗျူဟာအရပေါ့ဒီလိုမျိုးမြင်မျက်နှာတွင်ပြင်တွေကိုကျူးကျော်သူတွေအတွက်ဒါပြောရရင်တော့အိမ်မဆိုးဘူးတေချာတယ်ဗင်နီဇွဲလားနိုင်ငံလိုမျိုးတော့ဒါလွယ်ကူတဲ့အခြေအနေမျိုးတော့ဖြစ်တာတတိယချက်ပေါ့တတိယချက်ကဒါဒီကမ္ဘာရေနဲ့ငါးပုံတစ်ပုံဖြတ်တန်းသွားရဒီဟော်မုတ်ရေလက်ကြားကြီးဟိုဒါအီရန်နိုင်ငံကတေချာတယ်သူပိတ်လိုက်ရင်ဒီကမ္ဘာစီးပွားရေးကကမောက်ကမဖြစ်သွားတယ်အဲ့တော့ဒီစီးပွားရေးလက်နက်ကိုလည်းဒါသူ့မှာရှိနေတော့ဒီပြောခဲ့တဲ့ချက်၃ချက်ကပဲဒါဒီမဟာဗျူဟာမြောက်ခုခံနိုင်ဆိုတာဖြစ်ပြောင်းလဲသွားလို့ရတာအဲ့တော့ဒီနှစ်နိုင်ငံကဒါဒီလိုမျိုးတိုက်ရိုက်စစ်ပွဲကြီးဖြစ်လာရင်ဒါနှစ်နိုင်ငံလုံးအတွက်ဆုံးရှုံးမှုကအများကြီးကြီးမားတော့ဒီတစ်ဖက်ကအီရန်ဆိုရင်ဒီရုရှားနဲ့တရုတ်ကလည်းတည်ကြတယ်အီရန်ဘက်ကပါလာရင်ဒီစစ်ကကမ္ဘာစစ်တွင်ထိတော့ကူးပြောင်းသွားနိုင်တော့ဒီကနေ့ပေါ့ဒါဒီခုပြောရရင်ဒီရှေ့လေပိုင်းဒေတာမှာဖြစ်နေတဲ့ဒီပေါက်ကွဲလို့နေပါစစ်မီးကြီးကအမေရိကန်ကအီရန်ကိုဝင်သိမ်းသူ့အနေနဲ့အကျိုးမြတ်တွေရတယ်လို့ပြန်ပေးရမှာတွေကလည်းဒါတော်လေးကိုဆုံးရှုံးမှုများသွားနိုင်တော့
တော့အမေရိကန်နိုင်ငံအနေနဲ့ပေါ့လားအီရန်ကိုစစ်ရေးအရဓာတ်ရိုက်ဝင်သိမ်းမဲ့အစားပေါ့ဒီစီးပွားရေးအကြက်ကင်တာတွေလုပ်မယ်ပြီးရင်ပြည်ရွေးစုပူမှုတွေကိုဒါအားပေးမယ်ပေါ့ပြီးရင်နျူကလ িয়ার မရအောင်ဒါသူဟန်တားလာနိုင်တဲ့ရှင်းနေမျိုးမျိုးပေါ့ဒီလိုရှင်းနေမျိုးနဲ့ပဲဒါတွေ့ဝိုက်တဲ့စစ်နည်းပြူပါကိုဆက်လက်ကျင့်သုံးလာနိုင်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတာပေါ့အားလုံးကိုကျေးဇူးတင်ပါ